ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကွန်တောင်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထိုးထားအကျိုးပြုဘက်ကနေရက်တည်ပြီးတော့ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးနဲ့တကွာတင်ဆက်ပေးနေဖြစ်တဲ့ကျွန်တော်ဗီဒီယိုလေးကို like and follow လေးနှိပ်ထားပေးလို့ရပါတယ်ဗျဟုတ်ကဲ့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် Telegram channel လေးကိုမကျွမ်းတဲ့ညီကိုလေးရှင်းလိုက်အောင်ကျွမ်းကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် Telegram channel လေးမှာဆိုရင်ဒီတပွဲကောင်းလေးတွေရော free mount လေးတွေရောနေ့စဉ်နေ့တိုင်းရွေးချယ်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုမြည်တူမဆိုအခမဲ့အနေနဲ့လာရောက်ကျွမ်းလို့ရပါတယ်ဆိုတော့ကျွန်တော်ကတည်ငောင်းအနေနဲ့ပြောချင်းဖြစ်ပါတယ်ဗျနောက်ပြီးကျွန်တော်ဒီမနေ့ကကျွန်တော်ရဲ့ TikTok channel လေးမှာဆိုရင်လည်းကျွန်တော်ဒီအတလက်ပြပါလေးနဲ့ရေမတက်တော့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ရေမတက် body လေးကိုကျွန်တော်ရေးချက်ပေးခဲ့ပါတယ်ကိုရလက်အနေနဲ့ကတော့ Z3 ဆိုတဲ့ရလက်လေးနဲ့ရေမတက်ကပြပြတသားလေးအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးအဆင်ပြေခဲ့တာကိုဒီ TikTok file ကြီးကိုလည်းအားလုံးတွေ့ကြလိမ့်မယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျနောက်ပြီးကျွန်တော်ရဲ့ Telegram free channel လေးမှာဆိုရင်လည်းကျွန်တော်၄တင်းလေးကိုရွေးချယ်ပေးခဲ့တယ်၄တင်းမှာဆိုရင်3တင်းကတော့ဒီအပြည့်အနိုင်ရရှိခဲ့တယ်ဗျနောက်ပြီးကျွန်တော်ရဲ့ဒီ VMB channel လေးမှာဆိုရင်တော့ဒီပြောစရာမလိုအောင်ပဲ VMB channel လေးရဆိုရင်ဒီနေတိုင်းလေးကို all win နေတယ်ဗျကျွန်တော် VMB channel လေးမှာဆိုရင်ကျွန်တော်ဒီလအစ3ရက်လုံးမှာဆိုရင်3ရက်စလုံးကိုဒီရန်လုံးပြည့်အနိုင်နဲ့ကျွန်တော်ရရှိထားတာကိုကျွန်တော်တွေ့ရတယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နောက်ပြီးကျွန်တော်ဒီမှာဒီ VMB ပွဲစဉ်လေးတွေလိုချင်နေဆိုရင်တော့ကျွန်တော်ကတော့ဒီ member ကြီးတပြားတစ်ချက်မှမယူပါဘူးကျွန်တော်စီမှာလာရောက်အကောင့်ဖွင့်ဆော့ကစားရုံနဲ့ကျွန်တော်ရဲ့ VMB channel လေးကိုကျွန်တော်နဲ့အတူတစ်နှစ်ပတ်လုံးအခမဲ့လက်တွဲခွင့်ရရှိမှာပါကိုကျွန်တော်ကတနင်္ဂနွေနေ့နဲ့ပြောချင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီကနေ့မှာဆိုရင်ကျွန်တော်ရဲ့ဒီအနီးဆက်ဆုံးနဲ့ကြီးရနိုင်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ England Premier League ရဲ့ပွဲစဉ်14မှာရှင်မြန်ကစားတော့မယ်ဒီ Manchester United နဲ့ West Ham တို့ပွဲစဉ်တွေကိုကျွန်တော်ပွဲကြိုသုံးသက်ပြီးတော့မှာဖြစ်ပါတယ်ဗျဒီ Ancient Manchester United အတင်းရဆိုရင်ဒီ England Premier League မှာ73ပွဲရှင်မြန်ကစားတာပြီးရမယ်21မှတ်ရရှိကအဆင့်8နေရာမှာအဆင့်9နေရာမှာရပ်တည်နေတဲ့တင်းဖြစ်တဲ့ဗျဒီအဝေးကွင်းဖြစ်တဲ့ဒီ West Ham အတင်းကတော့ဒီ England Premier League မှာဒီအမှတ်ပေးစရာမှာ73ပွဲတိတိရှင်မြန်ကစားတာပြီးရမယ်17မှတ်ရရှိကဒီအဆင့်18နေရာမှာရက်တည်နေတဲ့တင်းဖြစ်တဲ့ဗျတန်းစင်းဆုံးမှာရက်တည်နေတဲ့တင်းလည်းဖြစ်တယ်ဗျဒီနေ့တင်းတွေ့ဆုံမှုအချိန်မှာကျွန်တော်ကတော့ပထမဆုံးတစ်ချက်အနေနဲ့ဒီအကျော်ပေးမှုတွေကိုကျွန်တော်ပြောချင်ပါတယ်ဒီနေ့မှာဆိုဒီ Ancient Manchester United ကအကျော်ပေးမှုအနေနဲ့တလုံးပြ30ရှုံးစေတဲ့ခြေတန်းဖွင့်ခဲ့ပြီးဂိုးပေါင်းစင်းအနေနဲ့3လုံးပြ30ရှုံးစေတဲ့ခြေတန်းလေးဖွင့်လာတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျဘာကြောင့်ဒီလိုခြေတန်းလေးဖွင့်လာတာကိုကျွန်တော်အောက်မှာရှင်းပြပါမယ်ဗျာနော်ဒီ Ancient Manchester United တင်းရဆိုပြီးခဲ့တဲ့ပွဲစဉ်မှာဒီ Crystal Palace ကိုဒီအဝေးကွင်းမှာပဲ 1-2 ဆိုတဲ့ရလဒ်လေးနဲ့အနိုင်ရရှိထားတယ်ဒီအဝေးကွင်းဖြစ်တဲ့ဒီဝမ်ဟန်တင်းရတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာသူကဒီလီဗာပူးကို Z2 ဆိုတဲ့ရလက်နဲ့ပဲဒီအိမ်ကွင်းမှာရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျနောက်ပြီးဒီ Manchester United ကသူ့ရဲ့အိမ်ကွင်းမှာရှင်းမဲ့ခဲ့တဲ့နောက်ဆုံး9ပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်4ပွဲတိတိအနိုင်ရရှိထားပြီးတော့ဒီတပွဲတာလင်ရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျနောက်ပြီးဒီ Manchester United ကသူ့ရဲ့အိမ်ကွင်းမှာရှင်းမဲ့ခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုရင်လည်းဒီ4ပွဲကဒီအပြန်လန်တွင်းကိုးတွေနဲ့ဒီဂိုးတွေပြန်ပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နောက်ပြီးသူ့ရဲ့အိမ်ကွင်းမှာရှင်းမှာကတဲ့နောက်ဆုံး9ပွဲမှာဆိုတော့သူတို့တိုက်စစ်ကဒီ17ဂိုးတိတိဂိုးတွေးပြီးခန်းစစ်က6ဂိုးတိတိဂိုးပြန်ပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျသူ့ရဲ့အိမ်ကွင်းမှာရှင်းမှာကတဲ့နောက်ဆုံး9ပွဲမှာသူတို့ခန်းစစ်ကတပွဲကိုတဂိုးနှုံးနဲ့ဒီ4ပွဲတိတိဂိုးပြန်ပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျဒီ Manchester United ကတော့ဒီယာဒီအစမှာရလက်ဆိုးဝါးခဲ့ပေမဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့လမ်းကြောင်းမှန်ပေါ်ပြန်လဲရောက်ရှိလာပြီးသူတို့တိုက်စစ်ကလည်းဒီပွဲတိုင်းလို့ဂိုးတွင်းနေရာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျနောက်ပြီးသူတို့ခန်းစစ်မှာဆိုရင်လည်းဒီအဓိကကစားသမားဖြစ်တဲ့ဒီမာတီနဲ့ပြန်လဲပါဝင်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကခန်းစစ်ကတော်တော်လေးကိုချစ်လိုက်လာလိုက်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ဒီဝမ်ဟန်ဘော်ကိုသူတို့ကဒီတလုံးပြ30ဆိုတဲ့ခြေတန်းလေးဖွင့်ထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျနောက်ပြီးဒီအဝေးကွင်းဖြစ်တဲ့ဝမ်ဟန်ကလည်းသူ့ရဲ့အဝေးကွင်းတောက်ရှင်မှာကလည်းနောက်ဆုံး9ဘော်ကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်သူတို့ရဲ့ဒီအဝေးကွင်းတောက်ရှင်မှာ9ဘော်မှာသူတို့ကဒီတပွဲစားလေးအနိုင်ရရှိပြီး2ပွဲတည်း2ပွဲတိတိရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ဗျဒီဝမ်ဟန်ကလည်းသူအဝေးကွင်းတောက်ရှင်မှာကလည်းပွဲစဉ်မှာဆိုရင်သူတို့ရဲ့အဝေးကတော့ရှင်မကလည်းနောက်ဆုံး9ပွဲမှာသူတို့တိုက်စစ်ကဒီ4ပွဲတိတိကတော့ဒီအနေဆုံးတကူးစီပြန်လဲတွင်းထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျဒီနေ့ညမှာဆိုရင်လည်းဒီ Manchester United တွေ့ဆုံတဲ့ပွဲမှာဆိုရင်ဒီ Body Zeta က3လုံးပြ30ရှုံးဆိုတဲ့ခြေတန်းလေးဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင် West Ham ကလည်းအနေဆုံးတကူးလောက်တော့ပြန်တွင်းမယ်ဆိုတဲ့ခြေတန်းလေးဖွင့်ထားတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်နော်ဒီနောက်ပြီးဒီနေ့တင်းရဲ့ဒီထိတ်တဲ့တွေ့ဆုံမှု head to head ဖောင်တော့ကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်းဒီနေ့တင်းရဲ့ထိတ်တဲ့တွေ့ဆုံမှု head to head ဖောင်နောက်ဆုံး9ပွဲမှာဆိုရင်ဒီအဝေးကွင်းဖြစ်တဲ့ West Ham ကဒီ3ပွဲတိတိအနိုင်ရရှိပြီး Ancient Manchester United ကတော့2ပွဲတာလည်းအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ခဲ့ရတယ်ဒီနေ့တင်းထိတ်တဲ့တွေ့ဆုံလိုက်တဲ့နောက်ဆုံး9ပွဲမှာတရေလုံးကမထွက်ပေါ်ထားပဲဒီအနိုင်ရှုံးရလက်တွေထွက်ပေါ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်လည်းဒီပြပြတသားလေးတွေနဲ့ဒီအရှုံးအနိုင်လေးပေါ်လိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနေ့တင်းထိတ်တဲ့တွေ့ဆုံလိုက်တိုင်းမှာဆိုရင်လည်းဒီအပြန်လန်တွင်းကိုးတွေနဲ့ဒီဂိုးတွေတွင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ကတော့ဒီအပြန်လန်တွင်းကိုးတွေနဲ့ပဲဂိုးတွင်းပြီးတော့ဒီ Ancient Manchester United ကဒီအတာစီးနဲ့ပဲဒီ2အနိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒါကြောင့်မလို့ဒီညမှာရှင်မြန်ကစားရမယ့်ဒီ Manchester United နဲ့ West Ham တို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ Ancient Manchester United body ကိုရွေးချယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဂိုးပေါင်း
ကိုတွေအပြန်လည်တွင်းကိုတွေနဲ့ကိုများလိမ့်မယ်လို့မြင်မိတဲ့အတွက်ကြောင့်မို့ကိုပေါင်းပေါ်ရွေးချယ်ပေးထားပါတယ်ကိုရလက်အနေနဲ့ကတော့ဒီ2-1 3-1လောက်ထိသွားမယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မို့ကိုပေါင်းပေါ်ရွေးချယ်ပေးထားပါတယ်ဒါကြောင့်မို့ဒီနေ့ညမှာရှင်မန်ကစားတော့မယ်ဒီအင်္ဂလန်ပရီးမီးယားလိရဲ့ပွဲစဉ်ဆက်လေးမှာရှင်မန်ကစားတော့မယ်ဒီ Manchester United နဲ့ဒီ100ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ကတော့ဒီ Manchester United body နဲ့ကိုပေါင်းအပေါ်လေးကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမစ်စတို့အသွေးတူတဲ့အကြတူတွေစဉ်ဆော့ကစားလို့ရပါတယ်အသွေးမတွင်ဘက်ကန်နိုင်ပါတယ်ရလက်ကောင်းတွေရရှိပါသေးလို့ကျွန်တော်စုံမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ချပေးကြတဲ့ညီကိုတူတူကြောက်ချင်းချင်းတိုင်းကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်ပြောကြားနေပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ